Like what? အားလုံးပဲမင်္ဂလာပါရှင်။ဆီယမကျူးရဲ့အမှတ်တရဆိုတဲ့စာအုပ်လေးကိုဖတ်ပြချင်ပါတယ်။အပိုင်း3ကနေပြန်လည်ကြိုဆိုပါရနော်။အခုပဲဆက်ဖတ်ပြလိုက်တော့မယ်နော်။မထိတွေ့တာကြပြီဖြစ်တော့ဂီတာကျိုးလေးများကိုတစ်ချောင်းချင်းစီထိကစားနေတော့လဲတချင်းတပုတ်ဖြစ်အောင်မထိခတ်လို့စိတ်မရှိပါ။ကျမ၏လက်သေးများလည်းရှိနေ၏။ဇက်ပွဲပေါ်မှာမောင်းတက်ပုံကိုကြည့်မိတဲ့အခါလဲလွမ်းစွတ်တရိယာချင်းဖြင့်ဖြတ်ခလဲခေါင်းရမ်းခါပစ်လိုက်မိသည်။မောင်ကျမကိုတန်းတအလွမ်းနေနဲ့ကြံရစ်နေမဲ့မိန်းမတစ်ယောက်ကိုမောင်တခါတလေလေးမှသတိမရဘူးလားမောင်ရဲ့ကျမအပြုတ်မှုများသာမောင်သာသိလျင်အတိတ်ပဲမရှိဘူးရှုံချပေးလိမ့်မည်မန္တလေးရောက်ရင်ဘယ်ကိုမှရှောက်မလဲတော့ကျမကိုအင်ရှင်အန်တီကအံ့ဩနေကျမသည်နေ့လယ်စာကိုနန်းရှိစည်းနာကစီချက်ခောက်ဆွဲဆိုင်မှာစား၍ညစာကိုပါမုတ်ထော်ဘတ်3နှင့်ကော်ဖီဖြင့်ပြီးသွားသည်ရုပ်ရှင်ရုံသို့သွားတော့လဲအတိမိတ်ဆွေတဦးနှင့်တွေ့သွားမှစိုးရင်သည်တွေ့လျင်နှုတ်ဆက်ရအောင်မည်တစုံတယောက်ဤတယောက်ထဲလားဟုသောအမေကိုကျမမြည်တိုးမှသိခတ်နိုင်စွာမရှိတော့ပါကျမသည်မန္တလေးမှာအသိမိတ်ဆွေများမှများဂီတာကိုကရင်မော်အသားရချတင်လိုက်သည်စပွဲတင်ပန်းဆိုင်အိုးမှနှင်းစီနှန်းသည်တင်းမွေးလျက်ရှိ၏စိတ်ကူးမရင်တတ်သောမောင်သည်နှင်းစီနှန်းကိုတော့အလွန်ကြိုက်နှစ်သက်သည်နောက်ပြီးအနှဲငယ်ရဲဖို့ကောင်းစွာတခြားသူတွေနဲ့ပြောင်းပြန်မောင်သည်လုံးဝဂီတာမတီးတတ်တချင်းတစ်ပုတ်ကိုလည်းအဆအဆုံးမရတတ်ကျမကသာမောင်ကိုဂီတာတီးပြမြဲဖြစ်သည်တခါတရံစနေတငွေចောင်းပက်ရက်များတွင်ကျမအဆောင်သို့မပြန်တော့ပဲမောင်အိမ်မှာပဲညအိတ်သည့်အခါမောင်ဂီတာအမြဲတီးပြလေးရှိသည်ကျမဂီတာတန်ကိုနားထောင်ရင်အိပ်ပျော်တတ်သောမောင်သည်ကလေးတစ်ယောက်ပမာအပြစ်ကင်းစင်လာ၏စနေတငွေညမျိုးတချို့တွင်ဂီတာတန်ဖြင့်အိပ်ပျော်တတ်သောမောင်သည်ចောင်းဖွင့်ရက်ညများတွင်အိပ်မပျော်ပဲတခုခုလိုနေသည်လို့ခံစားရသည်ဟုဆိုလာပါသည်မောင်စိတ်ဆင်းရဲစရာကြုံတိုင်းဒေါသဖြစ်စရာကြုံတိုင်းမောင်စိတ်များငြိမ်သက်အေးချမ်းသွားအောင်ကျမကိုဂီတာတီးပြခိုင်းလေးရှိသည်ကျမရဲ့ခွဲခွာနေရသည့်3နှစ်တာကာလ၏ညပေါင်းများစွာထဲမှတညတလေတွင်မောင်စိတ်ပြက်စရာဝမ်းနည်းစရာဖြစ်စေနာကျင်ဒေါသထက်စရာဖြစ်စေကြုံလာခဲ့ရမည်ဆိုပါလျက်မောင်နင်းသိမ့်ပေးဖို့ဘသူကတတ်နိုင်ပါမည်နည်းမောင်မျက်နှာမောင်မျက်လုံးအမူအရာအရေးတကြီးကြီးနေတတ်သောကျမသည်မောင်စိတ်ထဲမှဘာဖြစ်နေသည်ကိုမောင်ဖွင့်ပြောစရာမလိုပဲအလိုလျောက်ရိပ်မိမြဲဖြစ်၏ကျမလောက်မောင်အပေါ်ဘသူများနားလေခွင့်လွတ်ပေးပါမလဲမောင်ကျမဘလို့မှစိတ်တည်တံ့မှုမဖြစ်နိုင်သည့်အဆုံးဖြုံးဆိုမတက်ထရက်လိုက်၏ကျမတနေရာသွားရမှဖြစ်မယ်နေ့လယ်စာစားရန်အချိန်ဖြစ်၏ယနေ့စားနေကြစီချက်ခောက်ဆွဲဆိုင်သို့သွားရန်ဝင်လေးနေသည်မနေ့ကနေ့လယ်ကစီချက်ဆိုင်ပိုင်ရှင်သည်သူကိုယ်တိုင်မိုးလာချပေးရင်ကျမကိုနှုတ်ဆက်၏ဆရာတယောက်ထဲလားခို့အကိုရောမပါဘူးလားကျမအပြုံးသည်အနှဲငယ်ယုံနေသွားပါလိမ့်မည်မပါဘူးရှင်အလဲလာတာလားဆိုပါတော့ဆရာတို့လက်ထပ်ပေးပြီလားသူရှိတွင်မောင်ကစိတ်ကောက်နေသောကျမအားမောင်ကိုယ်တိုင်ဆုံးဖြင့်ခွန်ကြွေးနေသည်ကိုသူအမှတ်ရပေလိမ့်မည်ကျမနှုတ်ဖြင့်မဖြေဘဲကြပြာကတိခေါင်းရက်ခါပြစ်လိုက်မိသည်ဆိုင်ရှင်အမျိုးသမီးသည်အာနာသွားရကောင်းမှန်းသိစွာနှင့်ကျမကိုပြုံးပြပြီးဆိုင်အနောက်ဘက်သို့ဝင်သွားခဲ့သည်မောင်ကမေ့ထားနိုင်ပေမဲ့မမေ့နိုင်တဲ့လူတွေကကျမကိုမေးကုန်ကြပြီမောင်ရေအမှန်ကတော့အားလုံးကျမအမှားသာဖြစ်၏မောင်မရှိတော့မှန်းသိလျက်နဲ့တာဝန်နှင့်အမှုကိစ္စတွေကိုပယ်ဖြတ်လျက်မန္တလေးသို့လာခြင်းသည်လင်ကျမ၏အမှားမောင်နှင့်အတူစားနေကြစီချက်ခောက်ဆွဲဆိုင်သို့တယောက်တည်းသွားစားမိတာကလည်းကျမရဲ့အမှားဆုံးကတော့မောင်ဘလို့မှမေ့မရမိုးမရခြင်းမင်းသည်တခုခုတော့စားမှဖြစ်မည်ကျမကိုပေါ်ရင်မောင်မကြိုက်တော့ဘယ်တော့မှမစင်ရင်ခဲ့ဘူးတော့ခရဲရအဝတ်စုံကိုကျမဝတ်ပြီးမှန်ထဲမှာစိတ်ဆင်းရဲစွာကြည့်၏ဒီရောင်ကအသားဖြူတဲ့လူမှလိုက်ဖက်တာချစ်ကအသားမှမဖြူပဲဒါမျိုးမဝတ်နဲ့ဝတ်တော့ဘာဖြစ်လဲကျမစိတ်တူဟန်ဆောင်ခဲ့သည်ဝတ်တော့ဘာမှမဖြစ်ပါဘူးမောင်မကြိုက်ဘူးပေါ့ဟုတ်လားမောင်မကြိုက်ရင်ဒီဝတ်စုံညီမလေးပြစ်လိုက်မယ်အိုးဒါပေမဲ့မောင်ရှိမဝတ်ရင်ပြီးတာပဲလေတောက်ပနေသောခင်းရောင်ဝတ်စုံသည်မှုံမိုင်းနေသောကျမ၏မျက်နှာကိုအနှဲငယ်မျှကြည်လင်ဝင်းပတ်လင်းလက်ခြင်းမရှိလိမ့်ချဲပြီးသောမျက်နှာပေါ်တွင်ခရင်ပတ်ထက်ရိုက်လျင်မောင်လက်ဆောင်ပေးထားဘူးသောဘူးလေးတစ်ဘူးကိုတတိယသွားသည်အလားပါကြိုက်တတ်သောမောင်သည်ကျမကိုဗီဗင်ခရင်ပတ်4000ဘူးလေးကလေးလက်ဆောင်ပေးဘူး၍လိမ့်စေခဲ့သည်မင်းကလေးဆိုတာနင်းနင်းပပတော့အလှပြေအောင်မှချစ်ရမောင်ကလှမချစ်မှာလားမပူစမ်းပါနဲ့ချစ်ရဲ့မောင်ကချစ်ကိုမင်းကလေးနဲ့တူးစေချင်လို့ပါတော်ကြတိတ်ပြင်ဆင်လို့ကြိုက်မဲ့သူတွေများသွားရင်မောင်ထားပစ်ခဲ့မှာထားခဲ့ရင်လည်းထားပစ်ကြည့်လေမောင်မျက်နှာချက်ချင်းပြတ်သွား၏ဘယ်ကဘာရဲ့ရောက်နင့်ကိုလိုက်တတ်မှကြားလားအိုးမောင်ကလည်းအပြောင်ပြက်ပြောတာ
ဒီကိစ္စနဲ့ပတ်သက်ရင်နည်းနည်းမှမစနဲ့မောင်မကြိုက်ဘူးမောင်ဒေါသမျက်လုံးများသည်စိမ့်လဲနေခဲ့၏မှန်ထဲမှကျမမျက်လုံးများကတော့မျက်ရည်စာများဖြင့်ချက်ချင်းစိုးလက်သွားလေသည်ကျမမျက်လုံးများကိုမှိတ်ပစ်လိုက်၏နောက်တစ်ဖန်ပြန်ဖွင့်ကြည့်လိုက်သည်ခြောက်သွေးနေသောနှာခမ်းကိုရှာဖြင့်ဆိုးဆိုးအောင်ပြုလုပ်တော်လဲချက်ချင်းပြန်လဲခြောက်သွေးသွားပြန်သည်ပန်းလူရောင်နှာခမ်းဆိုးစေးတပူရွေးယူ၍ခပ်ပါပါဆိုးလိုက်တော်လဲနှာခမ်းများဆိုပြေးမလာပါမတည့်ရက်၍အခန်းပြင်ဘက်ထွက်မိပြုမှပန်းမပန်ရသည်မှန်တတိယမိသည်ခရဲရောင်အဖြူရောင်ရောနေသောတစ်ခွပန်းတစ်ပွင့်မနက်ကအန်တီလာပေးခဲ့သည်အဲ့ဒီပန်းကလေးရဘယ်ရောက်နေပါလိမ့်မောင်နှင့်ပတ်သက်၍မှတ်ညံအလွန်ကောင်းသောကျမသည်တခြားကိစ္စ၌တတိမင်းလျော်လာတတ်၏လမ်းမှာတွေ့သောကိုလူနာကိုနှုတ်ဆက်လာသည်ကိုခက်ကြောင်ကြောင်ဖြစ်နေတတ်၏တခါတရံဒုတိယနေ့ထပ်ရောက်လာသောလူနာကိုပထမနေ့ကဘာစိထိုးမိမှန်းတတိမရ၍လူနာစင်းပြန်လှန်ကြည့်၍လူနမည်ကိုပါစဉ်းစားမရတာမျိုးဖြစ်တတ်လေသည်အာနာပါနာနဲ့မနေ့ကမေ့နေပြန်ပြီဟုမျက်နှာပူကမေးရပြန်သည်ကျောင်းတော်ကကျမတငယ်ချင်းများကကျမနှင့်ခင်ဆန်းဝင်းကိုအုံနောက်အလွန်ကောင်းသောကြောင့်ဆိုပြီးစူပါဘရိန်းဟုနောက်ပြန်ခေါ်ဆိုကြဘူး၏အခုတလောကျမအလွန်တတိမိတ်တက်လေသည်ကျမတောက်ရည်အိုးစင်တွင်ရှာသည်မတွေ့ပန်းဆိုလျင်တောက်ရည်အိုးစင်ရေဝန်းအပေါ်တွင်ထားတတ်သောကျမမိန်းကလေးတော်တော်များများ၏အကျင့်ဖြစ်နိုင်သည်စာရေးစပွဲပေါ်မှာရှာလဲမတွေ့ပါဂီတာအောက်မှာပြပြနေမလားဂီတာကိုနေရာရွှေ့တော်လဲမတွေ့စိတ်ပြက်လက်ပြက်ဖြင့်ခေါင်းအောက်ကလက်ကင်အကိုလှမ်းယူသောအခါခေါင်းဘေးမှာပန်းပွင့်လေးကိုတွေ့ရသည်ပန်းဆိုတာခေါင်းနှဘေးမှာလဲထားတတ်ကြတာလားပန်းပွင့်လေးကိုရှိုင်းနှမ်းကြည့်တဲ့အခါမောင်ကိုသိန်းနှန်းကိုပဲမှုမိသည်ပန်းဆိုတာမောင်နဲ့လည်းမပတ်သက်ဖဲနဲ့အခန်းတကားတော့ခတ်၍အပြင်မှာလေကက်တစ်သို့ဆင်းလာတဲ့အခါနေ့လယ်12နာရီရှိ၏မိုးအုံနေသောကြောင့်တက်တာရလေသည်တရားဖြူလေးပေါ်သို့ဖြတ်ချောက်မိတဲ့အခါမြောင်းထဲမှရေချိုးနေသောကလေးတွေကလှမ်းအော်၍နှုတ်ဆက်၏မမဈေးသွားမလို့လားကလေးမှာအန်တီမြည်ဟန်ဖြစ်ရန်တူ၏အော်အေးကွယ်ကျမကိုမမလို့ခေါ်၍ကျမအယမ်းအံ့ဩသင့်သွား၏ကျမ၏မျိုးတွင်6နှစ်9နှစ်ကလေးများကျမကိုအန်တီဟုသာခေါ်ကြသည်အန်တီဒေါက်တာအန်တီဆီယာမကိုခေါ်ကြ၏မမတို့မြည်သူမှမခေါ်ကြပါကျမသည်နန်းရှိဈေးဘက်သို့မလျှောက်ဖြစ်ပဲဘတ်စကားမှတ်တိုင်ရှိရာကျုံးဘေးသို့ဖြတ်လျှောက်လိုက်သည်ဈေးချိုသွားလျင်ကောင်းမည်ဈေးချိုမှာမုန့်တစ်ခုခုစားမည်ကျမစားမိဆိုင်သည်ဈေးချိုပေါက်မလွယ်ကမိရှိဆိုင်မဖြစ်စေရ26လမ်းထိပ်မှာကျန်းစိန်ခောက်ဆွဲဆိုင်မဖြစ်စေရမလေးရှားဓာန်ပေါက်ဆိုင်မဖြစ်စေရအိုးမဖြစ်သေးပါဘူးအဲ့ဒီဆိုင်များမဟုတ်သည့်ဈေးချိုမှာမြည်သည့်ဆိုင်ကရောစား၍အရသာရှိမည်နီစေးချောင်းဘက်သွားလျင်ကောင်းမလားကျောင်းနှင့်မျက်နှာချင်းဆိုင်ခိုင်ရွှေဝါခောက်ဆွဲဆိုင်မှာတော့စား၍မဖြစ်ပါဒီဆိုင်ကမောင်နဲ့ကျမကိုတည်သည်တယောက်ထဲလားကိုမေးလျင်မခတ်ပါလားကျောင်းကိုသွားမည်ဆိုလျင်အမှတ်9ကားစီး၍မဖြစ်ပါမင်္ဂလာတုံတရားထိပ်မှဆင်း၍လေးငါးပြားလျှောက်ရအောင်မည်အင်းလေဘာထူးမှလဲအင်းတော်မူသို့သွားပြီးအမှတ်1ကားစီးရတာလဲခရီးအလွန်ဝေး၏ကျမနှစ်ဘေးသို့ဘတ်စကားတစ်စီးထိုးရက်လာသည်ဈေးချိုလိုက်မလားအမကျမခေါင်းရမ်းပစ်လိုက်တဲ့အခါဘတ်စကားဒရိုင်ဘာဘာလဲဟာဟုတိုးတိုးလေးရေရွတ်ကားကိုစောင့်ထွက်သွား၏ဒရိုင်ဘာစိတ်တူသွားဟန်ရှိပါသည်ဤလန်းတွင်အမှတ်9ဘတ်စကားတစ်စီးသာပြေးဆွဲ၏မှတ်တိုင်မှာရက်နေသောမိန်းကလေးသည်ကားထိုင်ကုန်တွင်လွတ်နေအောင်နေရအကျယ်ဝန်းနေမှန်းမြင်မာလျက်နှင့်မလိုက်ဘူးဆိုလျှင်မြည်သူကနားလည်ပါမည်နီအရာရာတွင်တွေ့ငွေငေးမောသူပြီးပြီးဘာလို့ရမှန်းမသိသောကြောင့်ကျမခေါင်းရမ်းပစ်လိုက်ခြင်းဖြစ်ပါသည်ကျမသည်ကျုံးပေးရအေးအေးဆေးဆေးလမ်းလျှောက်လာခဲ့လေသည်ကျုံးရည်ထဲတွင်ကြာပွင့်ကုန်များစွာဟိုတစုတီတစုတွေ့ရ၏နေရဟောင်းဆိုသည်မှာအလွန်ဝေဒနာပေးတတ်မှန်းသိပါလျက်နှင့်နေရဟောင်းသို့လာခဲ့မိသည်မှာကျမ၏မှားယွင်းပြောညံ့တွေးဝေမှုဖြစ်သည်မောင်နှင့်အတူလမ်းလျှောက်နေကြကျုံးလန်းမောင်ထံမှတီတူစကားတန်များကိုကျမစီတဲဆောင်လာရာလမ်းလေးဖြစ်သည်ဟိုနေ့ညကချစ်စိတ်ကောက်တဲ့ညလေမောင်ဒီကျုံနှဘေးမှာလာထိုင်နေရသိလားချစ်ကိုဘလို့ချောရမှန်းမသိလို့ထိုင်စင်းစားနေရနောက်တော့တီးသွားရောလားကျမပြုံးလျက်မေးမိသည်မသိပါဘူးအိုးကျမဟဟပပရင်မိသောအခါမောင်ကရှက်ပြုံးနှင့်ကျမကိုငေးကြည့်ပြီးကျမလက်မောင်းပေါ်ကိုလက်သီးနှင့်ထီယုံကလေးခပ်ဖွားဖွားလေးထိုးလေသည်ပြောထားအောင်ချစ်ရဲ့မောင်ဘလို့ချောရမလဲလို့ဘလောက်များယူသားလိုက်သည်မောင်ပါလေတခါတရံကျမစိတ်ကောက်လို့ကောက်မှန်းပင်တိသူမဟုတ်ချေမောင်ကစားဝိုင်းများသို့တွားရောက်လျင်လဲအရက်တောက်သည့်အခါတွင်၎င်းကျမကိုမကြာခဏစိတ်ကောက်တတ်၏မောင်ဖဲဝိုင်းထိုင်လျင်ကျမမောင်အိမ်၌ဂီတာကိုသာတဲတဲမဲမဲတီးတတ်၏တီးတဲ့အခါတိုင်းလဲကိုနေဝင်း၏နောက်ဆုံးအိမ်မက်ကိုတီးလေးရှိသည်တခါတုန်းကလည်း
စနေနေ့ညမို့ကျမကတော့မောင်စီစားကြက်ရင်လာအိတ်ခဲ့၏မောင်ကတော့ဖဲဝိုင်းမှာညတကောင်ထိထိုင်နေခဲ့သည်ညဦးပိုင်းမှာတော့တရားလေးဖြူပေါ်ကျမတယောက်တည်းထိုင်ဆောင်နေခဲ့သည်၏တဖြည်းဖြည်းနဲ့ညကနက်လာတဲ့အခါကျမရိတ်စားမိစွာအိမ်ထဲပြန်ဝင်၍ဂီတာတီးနေခဲ့ရတော့သည်ဂီတာတီးနေစဉ်မောင်ရောက်လာခဲ့သည်ကျမစီတန်းလျှောက်လာပြီးကျမဂီတာတီးခတ်နေသည့်ညာဘက်လက်ခုံကိုဖြတ်ခလဲငုံနှန်းလိုက်သောအခါကျမစိတ်ကောက်ပြေးခြင်းသလိုဖြစ်သွားသည်အောင်မဲဒီလောက်နဲ့တော့ဘယ်ရမလဲကျမခက်တီတီနှင့်ဂီတာကိုဆက်တီးနေ၏မောင်ကျမအနားတွင်ပူးကပ်နေအောင်ဝင်ထိုင်လိုက်၏ချစ်ကလည်းယောက်ျားတချင်းကြီးကိုဘာဖြစ်လို့တီးနေရလဲကျမစိတ်ကောက်နေမှန်းမောင်မသိမောင်အဆောင်မှာဝိုင်းဖြစ်နေတာကဲမှန်းပြီးပြောပြစမ်းမောင်ဘလောက်နိုင်မယ်ထင်လဲကျမမောင်ကိုမောမကြည့်ပါမောင်ကကျမ၏ဘယ်ဘက်ပခုံးကိုအตาအရာပွေ့ဖက်ပြီးကျမရဲ့ညာဘက်ပခုံးပေါ်တွင်မျက်နှာမှောက်အိတ်ချလိုက်သည်ကျမဂီတာတီးရက်သွားတော့လဲမောင်ကိုစကားတခုမှပြောချင်စိတ်မရှိပါမောင်ကကျမကိုအရေးတကြီးကြီးနေဖို့ကောင်းသည်မဟုတ်လားမောင်မျက်နှာအရေးကဲကိုကျမကျွမ်းကျင်စာဖတ်တတ်တယ်လို့ကျမမျက်နှာအရေးကဲကိုလည်းမောင်ဖတ်ရှုတတ်စေခြင်းသည်ချစ်ရဲ့မောင်ညက်နေကြတဲ့ကဘာမှမစားရသေးဘူးမောင်ဖိုက်စားလိုက်တာကျမအမြင်ကက်ကက်နဲ့ဂရင်ပေါ်သို့ဂီတာကိုအတန်မြည်အောင်ကြမ်းတမ်းစွာစောင့်ချပစ်လိုက်မိသည်မောင်ခန္ဓာကိုယ်ခက်ကလေးတုံသွားသည်ထင်ဒီမဲ့ကျမမောင်နာမည်ကိုရှိမှတက်ပြီးတော့ခေါ်ပစ်လိုက်သည်အဆောင်ကိုတယောက်တည်းမပြန်ရဲလို့ဒီမှာနေတာသိလားကျုပ်ကတော့အိမ်မှာတစ်စက်ကလေးမှနေကြတာမဟုတ်ဘူးတော့ဟာတော့အလေလိုက်ချင်ရလိုက်ပြီးစာယုံမကားလို့ငတ်သေးတော့တာဘာအရေးလဲဟာထွက်လာတော့အာမယ်တိတ်တန်နဲ့သူမောင်ကနန်းမန်းကျမမျက်နှာကိုကြည့်ပြီးဘာဖြစ်လို့ဒီလိုစကားအရင်ဆိုင်နေပြောရလဲချစ်ဘာဖြစ်နေရလဲပြောလဲပြောရင်ကျမလက်မောင်းနှစ်ဖက်ကိုမောင်ဆုပ်ကင်လာသည်မောင်လက်များကိုကျမပုတ်ချလိုက်သည်ကျမကိုမထိနဲ့ဖဲမောင်သည်ဖဲဆိုတာချက်ချင်းဖဲပြစ်လိုက်၍ခလန်းလန်းသူထွက်သွားတတ်သူဖြစ်သည်တခါတရံမောင်ဘာဖြစ်လို့ဒီလောက်အမှန်စဉ်းစားမရကလတ်ထိုင်းမှသွားထိုင်ရင်ကျမငေးနေခဲ့သည်သူကြည့်ရသည်မှလည်းဘာအပြစ်လုပ်ထားပါလဲဟုစဉ်းစားနေပုံမရပုံစံမျိုးကျမကိုဇွတ်ပွေးဖက်ချော့မြူဖို့တတိယဟန်မတူပါချစ်ကျင်းနေအောင်ဘာလုပ်ပေးရမလဲမလိုပါဘူးကျေးဇူးပြုပြီးကျမတယောက်တည်းနေပါစေစကားလာမပြောပါနဲ့ကျမဂရင်ပေါ်ကိုလှဲချလိုက်တော့လဲမောင်ကလတ်ထိုင်းမှာအကြာကြီးငြိမ်သက်နေလေသည်မနှက်ဖြန်ကြရင်ငါအစောကြီးထပြန်မယ်ဒါမှသူမှတ်မှာဘဲနဲ့တော့ဆောင်းမိုးဝဲက2လလောက်ပဲလိုတော့တယ်သူကဖဲရိုက်လို့ကောင်းတော့ကျမခေါင်းအောင်ပေါ်ပါအပ်ပြီးအိတ်ဖို့ကြိုးစားသည်ထိုညမျိုးတွင်ကျမတို့2ယောက်စာမကြက်ဖြစ်ကြပါကျမအိတ်ချင်အောင်စောင်းနေတာတနားရီလောက်ကြာသွားတဲ့အခါမောင်ကကလတ်ထိုင်းမှထ၏ကျမကရင်စီသို့ရှောက်လာသည်တလောက်ခြေတန်းနူးညံ့တာကိုမကြုံဘူးပါမောင်သည်ခြေလန်းကိုအတန်မမီအောင်ရှက်တိုက်လှမ်းလျှောက်တတ်သူဖြစ်သည်ကျမကရင်ဘေးတွင်ငြိမ်သက်စွာမတ်တရက်နေသေးသည်မောင်အသက်ရှူတန်းကိုပင်ကျမကြားနေရသည်မောင်နေရမှသာကျမရှိလျင်မျက်နှာဝှက်၍အိပ်ပျော်နေသောချစ်သူကိုငုံနှမ်းပစ်လိုက်မိမည်မောင်ကတော့ကျမခန္ဓာကိုယ်ကိုကြော်၍ကိုကားပတင်းပေါက်ကိုအတန်မမီအောင်ဆွဲပိတ်လိုက်သည်ထို့နောက်ခြေရင်းမှကွန်းဆောင်နှစ်ထည်ကိုဖြန့်၍ကျမခန္ဓာကိုယ်ပေါ်ကိုခြုံပေးသည်ကျမပခုံးထိလုံအောင်စိတ်ရှိလက်ရှိခြုံပေးပြီးမှတိုးတိတ်စွာအခန်းပြေထွက်သွားခဲ့သည်ကျမစိတ်မကောင်းခြင်းများစွာဖြင့်ကြံရစ်ခဲ့၏ကျမနှွေးထွေးစွာမိကလေးအိပ်ပျော်သွားပြီးတရီးနိုးလာတဲ့အခါကျမရဲ့ဘေးမှမောင်လာမအိတ်သေးကြောင်းတွေ့ရသည်မောင်ဘလို့များအိတ်နေပါလဲကျမစိတ်ပူပန်လာသည်မောင်သည်တောင်ပေါ်ကလူဖြစ်ပါလျက်အညာသူကျမထပ်ပင်ပို၍ချမ်းတတ်သည်ကျမသည်မနက်9 နာရီခွဲတိတိတွင်မောင်ရှိရာဧကန်းစီသို့ခြေဖွားဖွားလေးနင်း၍လာခဲ့သည်အိုးစိတ်ကောက်နေခဲ့သောကျမသည်ပြီးလျင်မောင်ကိုပြန်၍တနာမိသွား၏မောင်သည်ခေါင်းအောက်မှလည်းတစုံတစ်ခုမှမခံစောင်းလည်းမပါဘဲနဲ့ပစိုးကိုခြေပြားထိဖုံးလွှမ်းပြီးဒူးနှစ်ဖက်ကြားလက်ထက်၍ကွေးလေးအိပ်ပျော်နေခဲ့သည်မောင်အနီးနားတွင်ထိုင်ချလိုက်တော့သည်မောင်ချက်ချင်းနိုးလာသည်ထဂရင်ပေါ်သွားအိတ်စောင်းလည်းမပါပဲအီးနဲ့မောင်သည်ကျမကိုအံ့ဩတကြီးကြည့်နေသည်ဘာငေးကြည့်နေရလဲသွားအိတ်ချီမချမ်းဘူးလားကျမစုပ်ကိုက်မိသောမောင်ခြေပြားများအေးစလျက်ရှိ၏ဒါနဲ့ချစ်ကမောင်စိတ်ဆိုးနေတာမဟုတ်ဘူးလားအော်ဖြစ်မှဖြစ်ရလေမောင်ရဲ့ကျမညီးယုံသာညီးလိုက်မိသည်မောင်ကအချိန်ကိုဖြတ်ကလေးရိမ့်မိစာဝမ်းသာအားရရေမော၍ကျမကိုတင်းကျပ်စွာဖတ်ထားရင်အထက်တက်ခါနမ်းတော့သည်မောင်လေးချစ်စိတ်ဆိုရင်ဘလို့နေရမှန်းမသိဘူးမောင်ချော့ဖို့စဉ်းစားသေးတယ်ဘလို့ချော့ရမလဲစဉ်းစားနေရနဲ့အိပ်ပျော်သွားတာမောင်မချော့မိကြတဲ့ကကျမစိတ်ဆိုးပြေပြီးသားဆိုတာမောင်သိဖို့ကောင်းတာပေါ့ကွယ်ကျမနဘေးမှာမြင်းလေးတစ်စီးဖြတ်မောင်းသွား၏
မြင်းလဲကိုကျမလက်ခုပ်တီး၍ခေါ်လိုက်သည်ထီးမပါလွယ်အိတ်မပါတယောက်တည်းလျှောက်သွားဖို့ကတော်တော်ကြောင်သည့်အလုပ်ဖြစ်၏ကျမဆေးတက္ကသိုလ်ရှိထိမြင်းလဲစီးပြီးသွားဖို့ဆုံးဖြတ်လိုက်သည်အလွန်နှေးကွေးသောမြင်းလဲကလေးဖြင့်တယောက်တည်းသွားရတာမြည်မျှပြင်းရင်ညီးငွေ့ဖွယ်ရာကောင်းသည်ပါတနည်းလမ်း30သို့ချိုးကွေးလိုက်တဲ့အခါတိုက်တိုက်ဆိုင်ဆိုင်ကျမ၏ကျောင်းနေဘက်တငယ်ချင်းမန္တလေးသူတယောက်ကိုဆိုင်ကယ်ပေါ်မှမြင်လိုက်၏ကျမချက်ချင်းမျက်နှာလွှဲပစ်လိုက်မိသည်ကျမကိုနှုတ်ဆက်လျင်တယောက်တည်းလားကိုမေးအောင်မည်သူကကျမနှင့်မောက်အကြောင်းအတွင်းကြကြသိမိသူတော့မဟုတ်ပါဘာပဲဖြစ်ဖြစ်ပေါ့လေဆေးတက္ကသိုလ်ရှိရောက်၍ကျမမြင်းထဲပေါ်ကဆင်းလိုက်ချိန်တွင်မိုးဖိုးဖွဲလေးရွာလိုက်တော့ကြောင့်အစီအစဉ်မရှိဘဲခိုင်ရွှေဝါခောက်ဆွဲဆိုင်တွင်ဝင်လိုက်ရတော့သည်ကျောင်းသားကျောင်းသူများအရွယ်လူငယ်တချို့တွေ့ရတော့လဲကျမမျက်မှန်းတက်မိသည့်မျက်နှာများမဟုတ်ပါအင်းလေကျောင်းရှိသို့တတိယလမ်းဆွတ်စွာနောက်ပြီးတတိရှိစွာရောက်လာပြီးမှတော့ဘာကိုများကျမဂယုစိုက်ရအောင်မည်လေစိတ်မပူစမ်းပါနဲ့လေငါလေဟန်ဆောင်သိပ်ကောင်းပါတယ်ဤကဲ့သို့ကျမမကြာခဏအားတင်းရပါသည်ကျောင်းဆောင်တစ်ကြီးကိုကျမပထမဦးဆုံးမြင်ရခြင်းဖြစ်သည်ကျမအလုပ်တင်ဆရာဝန်ပြီးခါချင်းကကျောင်းဆောင်ကြီးကစတဲ့အုတ်တစ်ချခါစားရှိသေးသည်ကျမကျောင်းဘက်သို့မရောက်ဖြစ်သည်မှာ2 နှစ်နဲ့5 လလောက်ရှိပြီမန္တလေးသို့လွန်ခဲ့တဲ့ဧပြီလမောက်မွေးနေ့တုန်းကရောက်ခဲ့သေးတော့လဲထုံးစံအတိုင်းကျောင်းဘက်ဆေးရုံဘက်သို့လာရောက်ဖို့အတိကြိုးစား၍မရခဲ့သောကြောင့်ဖြစ်၏ကောင်းတော့ကောင်းပါတယ်လေရခင်ကျောင်းဆောင်ဟောင်းဆိုရင်ကျမတို့နှင့်ယဉ်နီးသောအမွေသက်များဖြင့်ကျမကိုဝမ်းနဲ့လွမ်းဆွစေလိုက်ပါဦးမည်ယခုတော့လာဘခံရသောကျောင်းဆောင်တစ်ကြီးသည်ကျမအားလိုအပ်သည့်ထက်ပို၍ခံစားမှုမပေးချပါမမလမ်းလဲတာလားဖျားကြီးကျမမသိသောမိန်းကလေး2 ယောက်ကကျမစပွဲသူလာရက်၍တယောက်ကကျက်ဆက်မီခက်ရှိရှိလေးနဲ့တယောက်ကချာလီသပင်ပုံစံဖြင့်ကျမတို့မြို့မှကျောင်းသူလေးတွေများလားအော်အေးကွယ်မမကကျမတို့မမှတ်မိဘူးထင်တယ်မမတို့ဟောက်စာချင်းစင်းတော့ကကျမကတာအန်ဘီလေ FU3 မှာအော်အေးမှတ်မိပါပြီကွယ်ဒီမျက်နှာလေးတွေကိုမမမှတ်ညံသိမ့်မကောင်းဘူးညီမလေးရဲ့လာထိုင်နေဘာစားမလဲစားပြီမမအခုထွက်မှာမမကိုမြင်လို့မှတ်ညံမကောင်းမပြောပါနဲ့လေမမတို့အတန်းမှာမမနာမည်ကြီးပဲအလိုဘာနာမည်ကြီးပါလဲပေတာတေတာလားပေတာတေတာရောညံကောင်းတာရောဖျားပေါင်းမယ်မမ2 နာရီမှဝေါ်ရဲပြန်သွားရမှာကလေးမ2 ယောက်ကရေမွန်းရင်ကျမကိုနှုတ်ဆက်ရထွက်သွားကြသည်ကျမစိတ်ထဲအနှဲငယ်အနှောက်အယှက်ဖြစ်သွားကြောင်းဝန်ခံရပါမည်မမကနာမည်ကြီးပဲဘာလို့ဆိုလိုပါလဲပေတာတေတာမှတ်ညံကောင်းတာနဲ့နာမည်မကြီးနိုင်ပါစာရေးလို့များလားမဖြစ်နိုင်ပါတခုပဲရှိသည်မောင်နဲ့ပတ်သက်ပါလိမ့်မည်မောင်ကိုကျမအယူမှုချစ်ကြောင်းစေးတက္ကသိုလ်တစ်ခုလုံးတီးကုန်ကြပြီလားကွယ်ကျမမျက်နှာရုတ်တရက်ပူလာသည်ငင်းငိုင်စွာစိတ်မပါလက်ပါစားနေသောကျမစပွဲပေါ်သို့ကျောင်းသား3 ယောက်ဝင်လာကြသည်မမကျွန်တော်တို့နေရာမရှိလို့ဒီမှာထိုင်ပြရစေအော်ထိုင်ပါကိုခုပဲပြီးတော့မှာအေးစစ်စားပါမမရဲ့ကျွန်တော်တို့ကတိတ်မဆူညံပါဘူးတယောက်ကဟက်ကလေးတစ်ချက်ရည်၍နားကြီးလို့ထပြေးရမှတေးကြသည်ဟုခတ်တိုးတိုးလေးနောက်၏ကျမကစားလက်စအတိုင်းထားခဲ့၍ငွေရှင်းလိုက်ပါသည်ကျောင်းကခြားတိတ်လေးများပင်ဖြစ်ပါလိမ့်မည်ဟေးမင်းမနှက်ဖြန်ကော့တင်ရမှာမဟုတ်လားဘာကော့လဲ CA ရကော့ယူပြီးပြီလားညနေမှသွားယူမယ်ဟာတဲ့ပိုက်ပါလားဝါကလေးရေမောကြရင်ကျမမတရထသည်ကိုအာနာစွာမောကြည့်ကြ၏သွားတော့မလို့လားမမအာနာလိုက်တာစားမပြီးသေးပဲနဲ့မဟုတ်ပါဘူးကွယ်မမဒီလိုပဲမကုံတတ်ဘူးဒါနဲ့မမဘာဖြစ်လို့ဝတ္ထုဆက်မြေးတာလဲကျွန်တော်တို့ကမမရဲ့စာဖတ်ပရိသတ်တွေပါမကြီးရ1 နှစ်လောက်ရှိပြီနော်ကျမပြန်ထိုင်ရခတ်ထားရခတ်ဖြစ်သွားသည်စိတ်လည်းအလွန်မြင့်ကျဉ်ကျက်သွားပါသည်အေးကွယ်ပြင်းတာနဲ့မအားတာနဲ့ပေါင်းလိုက်တော့ကျမစမပြေတော့ပါအခုပတ်တူးတွေလားဟုတ်တယ်မမသွားပါစေကွာမင်းတို့ကစကားကြောရှိရောငြိမ်သက်နေသောတယောက်ကဝင်ရတာ၏ကျမလည်းဇွတ်နှုတ်ဆက်ရထွက်လာခဲ့ရပါသည်လမ်း30ကိုဖြတ်ကူး၍ကျောင်းဝင်းထဲသို့လေကန့်စာဝင်လာမိသည်ကျမနှစ်သက်သောခေါင်းရမ်းပင်များစိန်ပန်းပင်များမရှိတော့ပါလားမြင့်မားလာသောအဆောက်အဦကြီးကိုမောကြည့်ရင်ကျောင်းတွင်သို့9 နှစ်တိတိစာသင်ခဲ့ဘူးကြောင်းမယုံကျင်သလောက်အောင်ဖြစ်လာသည်ကျောင်းသားရေးရာဌာနဘက်လှမ်းမြင်ရပြန်တော့လေတရင်တနီမြင်မှုနေကြမျက်နှာ2 ခု 3 ခုမြင်မှုတလူရှိသောကား3 စီးကျမကျောင်းဆောင်အောက်ကော်ရီတာတစ်လျှောက်ဖြတ်လာခဲ့လေသည်ကိုရွက်များပြေးရှံနေတတ်သည့်ခန္ဓာဗေဒခွဲစိတ်ဆောင်ဘက်မှဘလို့မှမှတ်မိဖွယ်စရာမရှိနေရာဟောင်းတစ်ခုဖြစ်ပါလျက်ဂျူတီကုတ်ကိုပ
ခုံးပေါ်တင်ထားသောမောင်အရိပ်တံတန်ကိုမမြင်ယောင်မိပါဂျူတီကုတ်ဖိုးရိုးဖားရနှင့်ကျောင်းသားငယ်2ယောက်စာအုပ်တောထက်ကြီးပိုက်လျက်ကျမမျက်နှာချင်းဆိုင်မှဖြတ်သွားသည်ဤအရွယ်လေးများသည်တက်ကြရွှင်လန်းနေမြဲဖြစ်၏ပထမနှစ်စာသင်ဆောင်ဟုကျမတို့အမြဲဆွဲထင်မှတ်ယူထားသောကျောင်းဆောင်သည်ရခင်ကထက်တော်တော်မှောင်သွားသည်တစ်ဖက်ကဘွယ်နှင်းသပင်ခန်းနာဆောင်တစ်ဖက်ကကာကွယ်ရေးလူမှုရေးစေပညာဌာနဆောင်ကျမသည်ရည်ရွယ်ချက်ကင်းမဲ့စွာစာကြီးတိုက်သို့ခြေလမ်းဥတီလိုက်မိ၏ပြည့်ချက်မွန်းတက်နေသောစာသင်ဆောင်အပေါ်သို့တက်မိအစားစာကြီးတိုက်ထဲမှခဏနေ၍အလွမ်းဖြေရတာအသက်ရှူရတာချောင်းပါလိမ့်မည်ဆရာတယောက်တလေကိုတွေ့လျင်ကြည်လင်စာပြုံးပြဖို့ယခုကတည်းကအာယူထားရမည်ဟိတ်မပြေးနဲ့ဟဲ့လန့်လိုက်တာတွေ့ပြန်ပါပြီတယောက်ကျမဒီညီမလေးနာမည်ကိုမေ့နေသည်ရခိုင်မာလေးပါဘသူများပါလဲအမကိုကျွန်တော်အဝေးကတည်းကမြင်တာမမိဘူးလားချောလာတယ်အေးမုတ်ဝဲကျွေးမှာပေါ့ဟောက်စာချင်းပြီးပြီလားအခုမှစဝင်တာအမရဲ့အဆင်ပြေရဲ့လားမင်းမိသားမေးရတဲ့ဦးကြောင်ကြောင်မီးကုန်ပါပြေးပါတယ်အမအခုက Chinese wall မှာလေโอเคပဲနေ့လေဆိုလစ်လို့ရပဲနင်ကတော့ငါနဲ့တခန်းနဲ့နေတဲ့လူရဲ့လို့မပြောရအောင်လစ်ဖို့ပဲဟဲသွားမယ်အမဝင်းလိုက်စမှာရုပ်ရှင်ကောင်းတယ်လိုက်အောင်မလားစတော်လုံးကလေနောက်မှကြည့်တော့မယ်ကွယ်မလိုက်တော့ဘူးဘာလဲ fast pass လားဟုတ်အမရန်ကုန်မှာကြည့်ခဲ့ပြီးပြီသွားနောက်ကျနေမယ်သူမအပြင်ထွက်ကမှကျမသူ့နာမည်မှတ်မိသည်ခမည်းခက်ရကြီးရဲ့တခန်းနဲ့နေလာခဲ့သည့်အဆောင်သူညီမလေးတယောက်နာမည်ကိုပင်မေးပြောက်လွယ်တော့မှကျမထံမှဘာမှတ်ညံတွေများကြံ့ရစ်ခဲ့ပါသနည်းစာကြီးတိုင်းမှာစာအုပ်တစ်ခုဖတ်လျင်ကောင်းမည်ကောင်းတာအမကြီးကကျမကိုမှတ်မိနေသည်ကျောင်းသားကတော့မရှိဘူးအမကြီးစာမစာအုပ်တော့ပါရဲ့မဂ္ဂဇင်းတစ်ခုတလေများအော်ဖတ်ပါကွယ်တခြားသူတွေမှမဟုတ်တာဘာစာအုပ်ဖတ်မလဲစင်ပေါ်ကစာအုပ်များကျမရှာသည်သွေးတောက်မြောက်ရီငွေတာရီဒီဘက်ကတိုင်းမဲ့ပေးပါကျမထိုင်နေကြညာဘက်နှစ်ရံကက်လျက်တယောက်ထိုင်ခုံဆောင်စပွဲလေးတစ်ခုမှကျမမောလှစွာထိုင်ချလိုက်ပါသည်မိုးဆက်ကလေးများမြန်ပရင်းပေါက်သို့တဖွဲဖွဲလာပတ်နေကြသည်အနှဲငယ်အုံမှား၍အေးစိမ့်စိမ့်မလို့ရှိသောရာသီဥတုသည်ငကိုကမကြည်လင်သောကျမရဲ့စိတ်နှလုံးကိုနွမ်းနယ်စေ၏မဂ္ဂဇင်းအဖုံးမှာဖိလစ်ပိုင်သမ္မတဟောင်းမာကိုကိုစိတ်မသက်သာစွာကြည့်ရန်စာရွက်လှန်လိုက်သည်တခါတရံမောင်စိတ်ကောက်လျင်ဤထိုင်ကုန်လေး၌မဂ္ဂဇင်းတစ်ခုကိုထိုင်ဖတ်ရင်းအချိန်ပြုံးလေးရှိပါသည်ယခုနှစ်ပိုင်းတော့မသိပါကျမတို့နောက်ဆုံးနှစ်တုန်းကတော့စာကြည့်တိုက်ကိုညနေ9 နာရီထိဖွင့်ပေးထားသောကြောင့်ကျမအကြာကြီးအချိန်ယူစာကြည့်နေခွင့်ရှိ၏မောင်ကဝေါ်ထဲလိုက်ရှာအဆောင်မှာလိုက်ရှာကျမကိုမတွေ့ပါနောက်ဆုံးကြတော့စာကြည့်တိုက်မှာလာရှာသည်လာအချို့ကိုစောင့်နေသောကျမကလည်းစာကြည့်တိုက်တကားဝအပေါက်ဝိုင်းကြားထဲမှာမောင်ကိုမြင်လိုက်လျင်ဆိုလျင်ဘယ်တော့ကမှအပြင်ဘက်မကြည့်သလိုခက်တီတီနဲ့ဘာတိဘာသာစောင့်နေမြဲဖြစ်ပါသည်ချစ်သူဘဝတုန်းကပျော်ရွှင်ဖွယ်ရာညနေခင်းများသည်ချစ်သူနှင့်အတူလွင်မပြောက်ကွယ်သွားပါလိမ့်မည်ဟုကျမဘယ်နဲ့လုပ်ပြီးထင်နိုင်ပါမလဲလေအဆုံးထိနားထောင်ပေးလို့ကျေးဇူးများတင်ပါတယ်ရှင်နောက်အပိုင်းလေးမှာပြန်လည်ဆုံတွေ့ကြမယ်နော်